ကျွန်တော်စဉ်းစားထားတာနှစ်ချီလောက်မှတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့ तू ကလည်းတကယ်ကောင်းတဲ့ပြိုင်ပဲတယောက်ပဲလက်တီးလဲသူပြင်းနေတွေ့တဲ့အတိုင်း तू ကြားလိုက်ကိုကြားလိုက်ဆိုတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလည်းချီကျူးတယ်သူ့ကိုလည်းဟုတ်မန်ထားတာတော့ကျွန်တော်တော့သူနဲ့သူအဝေကိုကျွန်တော်တဒေါင်ချမယ်ပဲစဉ်းစားပါတော့ဒါပေမဲ့ तू ကလည်းဘယ်လိုပြောမလဲကိပုံစင်သမားဆိုတော့ distance တိုင်းတတ်တယ်ပြီးတော့ तू ကပြန်ပြီးတော့ဆုတ်ဒါမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတော်တော်ဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ်ဘူး तू လည်းဝင်ထိုးပြန်ထွက်အဲ့လိုမျိုးဆိုတော့ကျွန်တော်စဉ်းစားထားတာနည်းနည်းတော့လွယ်သွားတာပေါ့ပွဲအခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကဘယ်လိုပြောမလဲပြိုင်ဘက်ဒီဖက်စောက်ပေါ်နဲ့ကကျွန်တော်တိတ်ပြီးတော့ထိုးဖူးတာတိတ်မရှိပြီးတော့လည်းလက်အိတ်အသေးနဲ့ဒီဝါမှာစောက်ပေါ်ပထမဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်းသူ့ကကျွန်တော်တို့ကသူတို့တရုတ်ကကျွန်တော်ဟိုဟာတော်များများ Instagram တွေ Facebook တွေတိတ်မသုံးဆိုရှာရက်ခဲ့တယ်သူ့ပွဲအရန်ရှာရက်ခဲ့တယ်သူတို့သုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူ့ပွဲတော့ပွဲရည်ဟိုဟာရှေ့သူ့ပွဲကျွန်တော်ရှာလို့ကိုမရတယ်သူ့ respect ထားတယ်ဆိုသူကတကယ်တမ်းဆိုလို့ရှိရင်ဒီ one sim ပေါ်မှာပထမဆုံးကြိမ်တက်တယ်လို့ဆိုရင်တော်များများကကြောင်ပြီးတော့မှပင်ပန်းဖြစ်သွားကြတယ်သူကကျတော့အဲ့လိုမျိုးမရှိဘူးသူတကောတန်ပါတယ်သူတန်ပါတဲ့ဟိုအားကစား fighter တယောက်ဖြစ်တယ်ပြီးတော့လဲကျွန်တော်စောင့်ကြည့်နေတဲ့သူကျွန်တော်တော့ခတ်မှန်းတော့ဘောနော်ပထမရှိမှကျွန်တော်သူ့ပင်ပန်းအောင်လုပ်မယ်ဒုတိယရှိတတိယရှိမှကျွန်တော်ဒါပေမဲ့ तू ကသူ့မှာအဲ့လိုမျိုးလုံးဝမရှိဘူး तू တကယ်တန်ပါတဲ့အားကစားသမားတယောက်မလို့ပြီးတော့လဲသူများကျွန်တော်ပွဲပြည့်တဲ့ချိန်မှာသူ့ကိုသူများခေါ်တော့သူအဲ့ဒါကိုလက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေ့ကပွဲဖြစ်သွားတယ်အဲ့ဒါအကြောင်းလို့ကျွန်တော်သူ့ respect ရှိတယ်ကျွန်တော်သူ့လေးစားတယ်ဆိုကျေးဇူးလည်းတင်တယ်ဒီပွဲအတွက်တကယ်ကျေးဇူးတင်တာပါဟုတ် Hiya Biama Okay let's go ရပြီလား Yep. Okay